那对呗，到啊。啥的脾气吧？要么搞什么搞？မစားဘူး他们呀，我那里，本来进他们了，他们进他们了那边了，还啥里的那有辣椒吧？我看。啥里的那里有啦，啥里的太。စားစွန်ချင်း 不要把送进啊！本来进，本来的呀，银票没有，银票那老完了，银盘那没有，阿拉家么阿姑都特别呢。 ပင်လဲချင်းမို့ငါပင်လဲချင်းမို့ तू ကပါဆုံးချင်းလို့ခေါ်တာအဲ့ဒါကြောင့်မို့ငါနေကပင်လဲချင်းဆိုတော့ငါလည်းမပြောတော့ဘူးအဲ့ဒါယဉ်ကြီးလားအဲ့ယဉ်ကြီးလားကိုပဲလှုပ်ပြောဆက်ပြောပြီးတော့ 本来进ပြောတာ 都， ပြောတာပါဆုံးချင်းဆိုတာအဲ့ဒါလို့ 本来进都不送都，是吧？进到了都啥了现在，不送都可以。 ဒီပင်လဲချင်းက तू ကခုနေမဲ့ပင်လဲဒီအိမ်ပြော့ပဲရတာအိမ်မှာကျတော့လှုပ်လို့မရအိမ်မှာလှုပ်လို့မရအိမ်ပြော့ပဲရတာအိမ်ပြော့ကိုအခုလို तू ကသမင်းနဲ့ပြန်ပြီးတော့အချင်းလှုပ်လိုက်တဲ့အခါကျတော့ तू ကပဇွန်နဲ့အတူတူပဲလी तू ကပဇွန်အသားပဇွန်အချင်းထည့်ထားတဲ့ပုံမှာနောက်ပိုင်းတစ်ဆိုင်တည်းပဲကြော်ပဲစားစားတုတ်ပဲစားစားအတူတူပဲ 三级了我，肯定也没吃。他们家都阿片冬叶被他的。 ပင်နေဒီပင်နေချင်း တော့အလေးလေးတစ်လုံးသွားယူလိုက်အောင် အာမပါဘူးသမင်းနဲ့စားလေးနည်းနည်းနဲ့ဒီပင်နေဒီရဲ့အထက်ကအမွာပြီးက အလေးလေးတစ်လုံးယူလာခဲ့ ဟိုနည်းလေးတွေပေါ့အစာလေးဟို ကျွတ်ကျွတ်အခင်းနဲ့ထုတ်လာခဲ့ အမွာတွေပေါ့ ရတယ် နောက်မှချော့ပြနေပြီ ရတယ်စားကနီးကြမှာလေးတောက်ထအလေးလေးလှုပ်လိုက်လို့ရှိရင် လင်းမလုံးလေးတို့ကိုနည်းနဲ့ပြလိုက်ရတယ် ဒီနေ့ရတော့ကျမတို့မိသားစုထမင်းဝိုင်းလေးရတော့ပိန်းနေသည့်ချင်းလေးနဲ့စားပါမယ်ရှင်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒါကျွန်တော်ဗာနဲ့ပိန်းနေချင်း